ကျွန်တော်တို့တူတူငါငါပါပဲမာမာနထောင်လွှားလိုက်ကြတာငါသာလင်းသိငါသာလင်းတက်ငါသာလင်းတော်အဲ့လိုကိုထင်လိုက်ကြငါမှတပါးခြားသောလူတွေကိုအထင်သေးချင်လိုက်ကြတာလောကမှာကလေးတောင်ကိုယ့်ရဲ့ตาတဲ့နေရာတွေရှိပါတယ်လူတိုင်းမှာကိုယ့်ရဲ့ตาတဲ့ချက်ရှိပါတယ်ကိုကตาတဲ့နေရာလည်းရှိမှာပေါ့သူကตาတဲ့နေရာလည်းရှိမှာပေါ့အဲ့ဒါကိုသိကျွန်တော်တို့မာနတကွန်တွေလွင့်ထူเสียအကြောင်းမရှိပါဘူးဒီအကြောင်းလေးကိုဟိုးရှိခက်ကလည်းစာဆိုကျော်ရှင်မသီလဝန္တဆရာတော်ကရေးခဲ့မှုတယ်ဗျငါးသားငါးတဲ့မတက်နဲ့အထက်နေမင်းလေးကျွန်းချင်းလဲမလင်းတိမ်တိုက်တကျွန်းမိုက်သည်အထက်ကောင်းငင်မရှိတဲ့နေမင်းကြီးတောင်မှသုံးကျွန်းလင်းကိုက်တကျွန်းမိုက်ပါတယ်တဲ့ဘာဖြစ်လို့ဒါကိုရေးရအောင်ဆိုတော့အဲ့ဒီတော့ကအင်းဝနေပြည်တော်မှာအင်မတန်ကြော်စောတဲ့ရှင်မာရထတာရဆရာတော်ရှိတယ်ဗျငယ်ငယ်ကလေးနဲ့မင်းကိုးကွယ်တဲ့ဆရာတော်ဖြစ်ရှင်မာသီလဝန္တကအင်းဝရွှေစည်းကုံဖျားဖူးခြင်းတို့တောင်းတွင်းကြီးကနေကြွလာတယ်တောင်းတွင်းကြီးကနေရွှေစည်းကုံဖျားတဲ့ရောက်လို့ဖျားဝတ်ပြတယ်ဆိုတော့အိုးအင်းဝမှာရှင်မာသီလဝန္တဆရာတော်ကြွလာတာဟေးလို့သတင်းလေးဖြစ်သွားကြတော့ကြရှင်မာရထတာရမေးဘယ်သွားကြတာတော့ရွှေစည်းကုံဖျားမှာရှင်မာသီလဝန္တဆရာတော်ကြွလာလို့သွားဖူးကြတာပါဖျားနေပြီးတော့မှငါလိုအကျော်မို့ဆရာတော်ရှိပါရဲ့နဲ့သွားဖူးဖို့လိုသေးလို့လားလို့နှုတ်မြစကားပြောကြပါတယ်တဲ့ဒီစကားကိုတကားတွေကတဆင့်သေးသွားရှင်မာသီလဝန္တစီရောက်အဲ့ဒီမှာရှင်မာသီလဝန္တကငါးသားငါးတဲ့မတက်နဲ့အထက်နေမင်းလေးကျွန်းချင်းလဲမလင်းတိမ်တိုက်တကျွန်းမိုက်ပြီတတိပေးလိုက်တာဗျအဲ့လိုတတိပေးတာကိုမခံကျင်စိတ်တွေပိုဖြစ်တော့နောက်တော့နန်းတော်ထဲမှာစာပြိုင်တာပေါ့ဗျာစာဆိုပြိုင်တဲ့ခါကျတော့မူမက်တွေကဆုံးဖြတ်အိုးရှင်မာသီလဝန္တစာကတော့စီကြီးကိုတီးတာနဲ့တူတယ်တဲ့လေးနဲ့ပါပြီရဲ့ရှင်မာရထတာရရဲ့စာတွေကတော့ပြင်စင်ကဒုရိယာငါးမျိုးကိုတပြိုင်နဲ့တီးမှုတ်လိုက်တယ်လို့ตาယာညိတ်ညောင်းပါပြီရဲ့ဘသူကပိုးတာမှမသိတော့ပါဘူးပြောတာတော့ညောင်စလုံးကောင်းကြီးပါပဲနောက်တစ်ခါကျတော့ရှင်မာသီလဝန္တဆရာတော်ရဲ့စာတွေကလက်ရင်ဘတ်နဲ့တူတယ်တဲ့ကျမ်းဂန်စာပေတွေနဲ့မကွာဘူးရှင်မာရထတာရရဲ့စာပေတွေကတော့ထန်သမားရင်ဘတ်နဲ့တူတယ်တဲ့ကျမ်းဂန်စာပေတွေနဲ့ထိလိုက်ကွာလိုက်ပေါ့အဲ့လိုနည်းနဲ့စာပြိုင်စကြရင်းနဲ့ရှင်မာရထတာရကတောင်းကိုမဖောက်တောင်းကိုဖောက်ပြီးစူးဆောက်ပမာရထတာလို့ဖွဲ့လိုက်တယ်တဲ့ရှင်မာသီလဝန္တဆရာတော်လက်ကြတော့တောင်းကိုမဖောက်တောင်းကိုဖောက်ပြီးစိန်ကြောက်တွင်သီလဝင်းတဲ့ဟာရှုံးမြန်ပြီတောင်တွင်သမင်ဂျိုထောင်လာကြည်လားရှင်မာရထတာရကနှုတ်ရေးစကားမှားမိတယ်တဲ့သူ့တဲ့တော်ဝါတော့ကြီးတဲ့ဆရာတော်ကိုစော်ကားမိအဲ့ဒီမှာငယ်တဲ့ခါကျမန်ပြမန်တရှိတက်မှားတယ်နောက်ကြတော့ဒီစာပေတိုက်ပွဲဆိုပြီးရေးကြတာတွေရှိပါတယ်ဘလောက်မှန်တယ်လဲဘလောက်မှားတယ်လဲမသိပါအသေးချာသိတာတခုရှိတယ်ရှင်မာရထတာရဆရာတော်တက်တော်60ပြည့်တော့ကိုးကန်းပြုတ်ဏီကုန်းကိုရေးတယ်ကိုးကန်းပြုတ်ဏီကုန်းကိုရေးတဲ့ခါဆရာတော်ဒီတက်တော်ကြီးပြီမာနနှိမ့်ချသွားပါပြီအဲ့ဒီမှာဆရာတော်ရေးတဲ့ဏီကုန်းစာပိုက်ကငါနဲ့ငါသာနိုင်စရာဟုပညာမုံယူရွယ်ပြိုးကမဆိုးစလောက်မှန်ဆောင်မြောက်၍နှုတ်ငေါလွန်မိဒေါသရှိလဲနှောင်းကြီးတခါဒီအရာကိုဤစာကိုကံပလဲပန်ဖြင့်စိတ်ကြမ်းမှန်လျှော့ငါကြော့သည်မပေါ့ချစ်ထင်သားနေခြင်း၍အရှင်တကာဒီခံမလို့ငါနဲ့ငါသာနှိုင်းเสียရှိတယ်လို့ထင်နေမိပါလေဗျာဆိုစလောက်ပညာလေးနဲ့မှန်ဆောင်ရောက်ခဲ့ပါလေဗျာနှုတ်ငေါလွန်မိဒေါသအပြစ်ရှိခဲ့ပါလေဗျာနှောင်းခဲ့ပါပြီတဲ့ဒီအရာတွေကိုဣစာကိုးကံပြုတ်နေတပည့်တော်ရိုသေစွာရှစ်ခိုးကြောတောင်းမှန်ပါလေမပေါ့ချစ်ခင်သားကလေးလို့ကျင်နာစိတ်နဲ့ဖွင့်လွတ်တော်မူကြပါလို့ဆရာတော်ကိုယ်တိုင်ရေးသားတောင်းမှန်ရှစ်ခိုးကြောတောင်းမှန်ပြီဗျအိုးအဲ့ဒီချိန်မှာဆရာတော်ဒီကြီးမြင့်သွားပါပြီဒါကြောင့်မို့လို့ကျွန်တော်တို့ကိုရှင်မာသီလဝန္တဆရာတော်ကငါသာငါတက်မတက်ဖို့တတိပေးအတိပေးဆုံးမတယ်ကြပြာကလေးတစ်ပုတ်အတွက်ကျွန်တော်ရိုသေစွာရှ िख ိုးကြောပါလေရှင်မာရထတာရဆရာတော်ကိုလည်းငါနဲ့ငါသာနှိုင်းเสียဆိုတဲ့ကိုးကံပြုတ်ဏီကုန်းစာတစ်ပုတ်အတွက်
ရိုသေစွာရှိခိုးကြောပါတယ်ကျန်တဲ့စာတွေသူတို့မှအများကြီးရှိပါတယ်မန္တလေးဆရာတော်ဘုရားကြီးကရေးတယ်ဗျငါကြောင့်ငါထိုင်ဘသူဆိုင်ဟုကိုပိုင်လို့ဆိုမာနာမို့၍ကြောင်းကျိုးမသိပြုမိပြုရမအပ်စွာဖုန်ကြီးဗျငါကြောင့်ငါထိုင်တာပဲဘသူပြုဆိုင်ရမှာလဲကွမလုပ်ပါနဲ့တဲ့မရပါဘူးကိုကြောင့်ကိုထိုင်နေမယ်လို့အများတန်ကားနဲ့ညီညွတ်ရပါတယ်ကျွန်တော်တို့လူတွေမှလည်းပြောတဲ့စကားရှိပါတယ်ကိုထမင်းကိုစားနေတာကဘသူပြုဆိုင်ရမှာတော့စိုက်ရပါတယ်ကိုအိမ်ကိုနေကိုထမင်းကိုစားပြီးတော့အများနဲ့သိအောင်နေရတာပါပဲအဲ့ဒီမာနမှားပါ